မြတ်စွာဘုရားလက်ထက်ကဘိက္ခုနီမလေးတယောက်ရဲ့ဘဝကိုကြည့်ကြည့်အောင်ကိုဘဝတော့ကိုမသိနိုင်ကြသေးဘူးအေးဘိက္ခုနီမလေးရဲ့ဘဝကိုကြည့်မယ်ဆိုရင်သူ့ဘဝဇာလန်းလေးကဘယ်လိုစလိုက်တာတော့လို့ဆိုသူဟာတန်တရားအစမထင်တန်တရားတစ်ခွင်ကစပြီးတော့သူဟာတတ္တဝါတူအနေနဲ့ကမ္ဘာမှာလောကမှာပေါ်ထွန်းလာတာပဲသို့တော့သူ့ဘဝကိုစပြီးတော့သိရှိရတဲ့အချိန်ဟာအနေအထားတစ်ခုဟာအမတမတုံလုံးเสียကောင်းတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကရာဇဂိုမြို့မှာဝေလူဝင်ကျောင်းတော်ကြီးမှာသတင်းသုံးတယ်။နောက်တစ်ပိုင်းမှာထုံးစံအတိုင်းရာဇဂိုမြို့ရဲဆွမ်းခံကြွတယ်။မြို့ရဲရွာရဲသွားလို့ရှိရင်ဝက်တိကျက်တိတွက်မှာပေါ့။ဒါကတော့နော်။အဲ့ဒီမှာဆွမ်းခံကြွတဲ့အခါမှာဆွမ်းခံလမ်းမှာဝက်မတကောင်ကိုဘုရားရှိခိုးဖြတ်သွားတာကိုမြတ်စွာဘုရားမြင်လိုက်တယ်။အဲ့ဒီဝက်မကိုကြည့်ပြီးတော့ဝက်မမြင်လိုက်တာနဲ့မြတ်စွာဘုရားကသူသိတာမဟုတ်ဘူးဒီဝက်မလေးကိုကြည့်လိုက်တာကြည့်လိုက်ပြီးတဲ့အခါကျတော့ပုပ္ပေနိဝါဒနုတ္တိအဘိညာဉ်ဖျားဆိုတာကိုသိချင်ချက်ချင်းဝင်စားလို့ရတယ်စွမ်းရည်တတိကအမတန်ထက်တယ်ဝက်မကိုမြင်လိုက်တာနဲ့တပြိုင်နက်ဒီဝက်မကဘယ်ကလာတာတော့လို့ဆိုတာကောက်ကြည့်ချက်ချင်းကြည့်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့အသိဉာဏ်ထဲမှာအမတန်မှထူးခြားတဲ့သူ့ရဲ့ဘဝဖြစ်စဉ်တွေဟာတတိတန်းကြီးပေါ်လာဒါကြောင့်မို့လို့ဝက်မလေးကိုမြင်လိုက်တဲ့အခါမှာမြတ်စွာဘုရားကပြုံးမိသူ့ရဲ့ဘဝဖြစ်စဉ်တွေကိုကြည့်လိုက်တော့ပြုံးတာဘဝဆိုတာတခုနဲ့တခုမတူဘူးထူးထူးခြားခြားဘဝတွေဟာအမတန်မှကြောက်စရာလည်းကောင်းတယ်စိတ်ပြည့်စရာလည်းကောင်းတယ်အဲ့ဒီဝက်မလေးဘဝဝက်မကိုမြင်ပြီးတော့မြတ်စွာဘုရားကပြုံးလိုက်တော့ရှင်အာနန္ဒာကမေးတယ်ရှင်ဘုရားဘာကြောင့်ပြုံးတာတော့ဘုရားလို့ဆိုတော့ဒီနေရာမှာမြတ်စွာဘုရားကပြုံးတာဆိုတာဘုရားကရှေ့ကသွားနေတာရှင်အာနန္ဒာကနောက်ကလိုက်တာဘုရားပြုံးတာဘယ်လိုသိတုံးလို့စဉ်းစားမိကြလိမ့်မယ်မြတ်စွာဘုရားဆိုတာအမတန်မှပြုံးခဲ့တယ်ပြုံးလိုက်ပြီဆိုလို့ရှိရင်လေမြတ်စွာဘုရားရဲ့သွားတော်တွေဆွဲတော်တွေဆိုတာဒါမှဖွေးစွတ်နေဖြူဖွေးတာပြုတ်လိုက်လို့သွားပြားလေးပေါ်လိုက်တာနဲ့တပြိုင်နက်ဝင်းငနဲ့လက်ခနဲ့ဖြစ်သွားတာနော်ဝင်းငနဲ့လက်ခနဲ့ဖြစ်သွားနောက်ကလိုက်တဲ့ရှင်အနန္ဒာကအဲ့ဒီဝင်းငနဲ့လက်ခနဲ့ဖြစ်သွားတာမြင်လိုက်လို့မြတ်စွာဘုရားပြုံးတယ်ဆိုတာသိလိုက်တယ်ရှင်ဘုရားဘာကြောင့်ပြုံးတာတော့လို့ဆိုတော့အာနန္ဒာဝက်မလေးမြင်လိုက်လားလို့ဆိုမြင်လိုက်ပါတယ်ဗျာအေးအဲ့ဒီဝက်မဟာတဲ့ကကုတန္တမြတ်စွာဘုရားလက်ထက်ခါကာလတော့ကသူဟာကြက်မလေးတစ်ကောင်ဖြစ်ခဲ့တယ်ဝတ္တုကြက်တို့နီးတယ်နော်ဟဲအိုနာမှာတော်နီးတဲ့ကောင်လေးအဲ့တော့သူကကြက်မလေးဖြစ်တဲ့အချိန်မှာယဟန်တော်တွေဆွမ်းစားတဲ့ဇယအနီးပေါ့ဆွမ်းစားတယ်ဆိုတဲ့နေရာမှာအခုခေတ်နဲ့တွဲလို့တော့မရဘူး။ရဟန်းတော်တွေကတောရအကြောင်းမှာသတင်းသုံးကြတာဆိုတော့မြို့ထဲမှာဆုံးခံပြီးလို့ရှိရင်ဒီဆုံးနေဟင်းတွေကိုတည်ပြီးတော့တောတဲ့ထီအောင်သွားရမယ်ဆိုရင်တော်ဝေးတယ်။အဲ့ဒါကြောင့်မို့လို့ဆုံးခံပြီးလို့ရှိရင်အဲ့ဒီတော့ကမြို့တဲတို့မြို့အပြင်ဝါတို့ဇေယျလေးတွေဆောက်ထားတာရှိတယ်။ကုသလိုချင်တဲ့ပုဂ္ဂိုလ်ရေအိုးလေးတွေတည်ထားတာရှိတယ်ရဟန်းတော်တွေကဆုံးခံပြီးလို့ရှိရင်ကိုစားလောက်ပြီဆိုရင်အဲ့လိုဆရာမျိုးသွားပြီးတော့ဆုံးဖုံးပေးကြအဲ့ဒီဆုံးဖုံးပေးရင်ကိုရောတမန်ကနေစဉ်အဲ့ဒီမှာဆုံးဖုံးပေးပြီးတဲ့အခါကျတော့သူကကမ္မထာတန်ပေါက်ကလေးတွေရွတ်တယ်နဲ့တူပါတယ်ဝိပဿနာကမ္မထာနဲ့ပတ်သက်ပြီးကမ္မထာတန်ပေါက်လေးတွေတာဝေကဖြစ်ဖွယ်ရာလေးတွေရွတ်တော့အဲ့ဒီဆွမ်းစားတဲ့ဇေယနာမှာကျက်စားနေတဲ့ကျက်မတကောင်ကယဟန်ရွတ်တဲ့အတန်လေးကိုသူကြားတယ်ကြားတဲ့အခါမှာသူ့စိတ်ထဲမှာအကောင်းဆိုးအကြောင်းအကျိုးနားမလည်ပေမဲ့လို့တ
တ္တဝါဆိုတာလည်းပဲနားမလဲပေမဲ့လို့စိတ်ထဲမှာကြည်နူးမှုဆိုတာဖြစ်တတ်တယ်တရားသံကိုကြားပြီးတော့စိတ်ထဲကကြည်နူးမိတယ်သူကအဲ့ဒါလို့ကြည်နူးနေတဲ့အချိန်မှာသူ့ဘဝဘလောက်ကန်ဆိုးလို့ကောင်းကင်ကနေပြီးတော့တိတ်ငှက်တကောင်ကနေထိုးဆင်းလာပြီးတော့သူ့ကိုတုတ်ချပြီးတော့သွားတယ်အဲ့ဒါနဲ့ဒီကျက်မတကောင်အသေးဆုံးသွားရမယ်နော်ကောင်းတဲ့အာယုံလေးနဲ့သေသွားတာအဲ့ဒါလို့သေသွားတဲ့အခါမှာသူဘယ်သွားဖြစ်တုံးလို့ဆိုတရားသံလေးကိုကြားပြီးတော့သေသည့်အတွက်ကြောင့်မင်းသမီးဘဝလူဘဝရောက်သွားပြီးတော့ဥပ္ပရိဆိုတဲ့မင်းသမီးလေးသွားဖြစ်တယ်အဲ့ဒီမင်းသမီးဘဝမှာသူကတံဝေကတွေရပြီးတော့ပြပိုက်မှာပေါ့ဝတ်ပြီးတဲ့အခါမှာသူအိမ်သာတက်ရင်ကနေပြီးတော့ရှေးတော့ကအိမ်သာခုခေတ်ကလူတွေတော့ toilet ဆိုရေခံထားတော့ဘာမှမမြင်အောင်ဘုံဘုံတို့ငယ်တော့ကတော့အဲ့ဒီလိုအိမ်သာတွေတက်ခဲ့ရဘူးလေပေါ့အဲ့လိုအိမ်သာမျိုးတွေတက်ခဲ့ရလို့ရှိရင်အိုးမစင်တုံးဘုတ်ခနဲ့ကြားသွားရင်အောက်ကလောက်တွေစားကြတာဝိုင်းပြီးတော့အဲ့ဒီမြင်ခွင်းကိုခုခေတ်လူတွေမြင်ဘူးချင်မှမြင်ဘူးပါဘုန်းကြီးတို့ငယ်ငယ်တော့ခဏခဏမြင်ရတယ်အဲ့ဒီမြင်ခွင်းကလူရဲ့မစင်တုံးကြားလိုက်လို့ရှိရင်အောက်ကကောင်တွေကရွာနဲ့အကုန်လုံးခဏလေးတွေပဲပျောက်သွားတယ်အဲ့ဒါဟာကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုခုခေတ်လူတွေလက်လွတ်ဆုံးရှုံးနေကြအဲ့ဒီဥပ္ပရိဆိုတဲ့မင်းသမီးလေးဟာပရပိုင်းမှာဝတ်ပြီးတော့အိမ်သာတက်ရင်ကနေပြီးတော့မစင်တုံးကိုပိုးကောင်တွေစားတောက်တာကိုကြည့်ပြီးပုလူဝကတင်ညာလို့ဆိုတယ်အတုပကမ္မထန်တစ်ခုသူပွားရမယာဆိုရင်မှလည်းရှိတယ်လေရမယာဆိုရင်မှလူတော်ကတငယ်ချင်းထမရဲ့တူကဘယင်းရဲ့အမတ်ကြီးဖြစ်တယ်တူကတော့ဘုန်းကြီးဝတ်သွားတယ်အဲ့ဒီအမတ်ကတငယ်ချင်းဘုန်းကြီးဝတ်တဲ့ကိုရောစီရောက်တဲ့အခါကျပြောရှင်ဘုရားလည်းတပည့်တော်တို့လူဘွားနေတော့အမတ်တော်ဖြစ်မှာပဲလို့ဆိုတော့အဲ့ဒီဆရာတော်ကြီးကပြောတော့နှစ်အမတ်စီးစိမ်လောက်တော့ငါကအိမ်သာတစ်ခါတက်လောက်ရတဲ့ကုသိုလ်လောက်တန်ဖိုးမထားဘူးလို့ပြောတယ်နော်အိမ်သာတစ်ခါတက်လို့ရတဲ့ကုသိုလ်လောက်တန်ဖိုးမထားဘူးတဲ့နှစ်အမတ်စီးစိမ်လောက်ကတော့ဆိုတာအိမ်သာတစ်ခါတက်ပြီဆိုလို့ရှိရင် तू အတုပတင်ညာခန္ဓာကိုယ်ရဲ့ဒီအငြိကြီးတွေကိုဆင်ញင်စဉ်းစားမိတာတို့ပိုးကောင်တွေမြင်တဲ့အခါကြလို့ရှိရင်ပုလူဝကတင်ညာခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာလည်းပဲနောက်ဆုံးကြလို့ရှိရင်တည်သွားတဲ့အခါမှာပိုးကောင်တွေစားတော့ပြီးခုလိုဖြစ်မှာပဲလို့ဆိုရဲအတုကအမတ်တင်ညာပွားများအထောက်ဆိုလိုတာပေါ့ကမ္မထန်တစ်ခုကမ္မထန်အာယုံတစ်ခုပဲအဲ့ဒီကမ္မထာအာယုံကိုပွားများအထောက်လို့သူပထမဇန်ရသွားတယ်ကမ္မထာချင်းစင်နဲ့ပထမဇန်ရရှင်စရာကောင်းတဲ့ကမ္မထာဖြစ်သည့်အတွက်ကြောင့်အတွေးမပါဘဲနဲ့ဒီကမ္မထာဒီတမာတိကမရတည်နိုင်ဘူးဒါကြောင့်မို့ဝိတက်နဲ့အမြဲတမ်းရှင်တွဲနေရပထမဇန်တဲ့ပို့ပြီးတော့တက်လို့မရဘူးတဲ့ဒါကြောင့်မို့အဘိဓမ္မာသင်ဘူးတဲ့ပုဂ္ဂိုလ်တွေသိလိုက်ပဲအတုပကမ္မထာပွားလို့ရှိရင်ပထမဇန်ပဲရတယ်ဆိုတာဘာဖြစ်လို့လဲဆိုရင်ဝိတက်ဆိုတဲ့အတွေးလေးပါမှသူကအဗဒမဆက်ဆုပ်เสียကောင်းတဲ့အာယုံပေါ်မှာစိတ်ကလေးကယက်တည်နိုင်တယ်ပေါ့ပထမဇန်ရတဲ့အခါမှာတစ်သလုံးစံချမ်းသာခံစားပြီးတော့နောက်ဆုံးတည်တဲ့အခါကျတော့မရောက်သွားတော့ဆိုပြမပြေမှာရောက်သွားဒီချက်ဘဝကနေမင်းသမီးဘဝမှာဆံရပြီးတော့ပြမပြေမှာဖြစ်သွားတယ်ပြမပြေရောက်သွားတယ်အဲ့ဒီပြမပြေရောက်ပြီးတဲ့အခါမှာပြမပြေကတက်တန်းကုံလို့အန္တရာတဲ့သူပြန်ရောက်လာပြန်လူဘဝပြန်ရောက်လာတယ်လူဘဝပြန်ရောက်လာပြီးတော့အခုရာဇဂိုပြေလာပြီးတော့လမ်းဘေးမှာဝက်မလေးပြန်ဖြစ်နေတယ်ကြီးလိုက်မယ်ဆိုလို့ရှိရင်သူ့ကိုစတွေးတာ
ကုသန္တမြတ်စွာဘုရားလက်ထက်တုန်းကအဲ့ဒီမတိုင်ခင်ကလူပေါ့လူဘဝနေပြီးတော့ကျမဘဝကနေပြီးတော့မင်းသမီးဘဝပထမဇန်ရတဲ့အခါပြမဖြစ်ပြမသေးတဲ့အခါကျတော့တက်တန်းကုန်တဲ့အခါကျတော့ဈာထဲမှာဘဝတစ်ခုဖြစ်ပြီးတဲ့အခါမှာအခုဝက်ပဘဝရောက်အဲ့ဒါကိုကြည့်ပြီးတော့မြန်မာစကားပုံမှာပြောကြတာလေပြမပြေမှာတဝင်းဝင်းဝက်စချင်းမှာတရှုပ်ရှုပ်ဆိုပြမဖြစ်တော့ကတော့ကိန်းကြီးခန်းကြီးနဲ့နော်တက်နောက်တက်နေဝက်ဖြစ်တော့လဲလူတကာစွန့်ထားတဲ့မစင်တွေလိုက်စားနေတဲ့အဆင့်ရောက်တယ်ဟောအဲ့တော့ကိုယ့်ကိုယ်ဘာမှအထင်ကြီးစရာမရှိဘူးဘဝတဏရှိနေလို့ရှိရင်ဒီအခြေအနေမျိုးကအလွယ်လေးရောက်တော့မှာပဲနော်အလွယ်လေးရောက်တော့မှာဘဝတဏမကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာဒီအခြေအနေမျိုးလွယ်လွယ်လေးရောက်တဲ့ဆိုတာကိုတတိထားဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတတိပေးတယ်ကိုမျက်စိအောက်မှာမြင်ကွင်းတွေဟာမျိုးမျိုးရှိကောင်းတာမြင်မြင်ဆိုးတာမြင်မြင်ကောင်းတာမြင်လို့ရှင်လဲတို့ဒီဘဝမျိုးတွေကြုံခဲ့လာနေပြီအဆိုးတွေမြင်လို့ရှင်လဲတို့ဒီဘဝမျိုးတွေရောက်ခဲ့လာနေပြီလို့အဲ့လိုသာနှလုံးသွင်းပါတဲ့နော်စက်တွေကျိုးနဲ့ခြီးပြီးတော့ဆုခြီးပြီးတော့ဘောတော်ဆိုင်ကနောက်ကဆွဲသွားတာလို့စပိတ်နောက်ကတင်သွားတာလို့တွေ့ရင်တို့လည်းဒီလိုဆွဲခံခဲ့ရတဲ့ဘဝတွေအများကြီးပဲလို့လားအောင်းမေ့ပြီတော့ဝက်တွေကျုံနဲ့တုပ်ပြီးတော့ခေါ်သွားတဲ့အခါမှာအေးတို့လည်းဒီလိုဘဝပြိုးရုပ်ခိုင်းလာလိမ့်ပြီဒီလိုအောင်းမေ့ပါတဲ့အယုံဆိုးကြီးတန်တဲ့လူတွေ့လို့ရှင်လည်းဟောငါလည်းသူ့လိုဖြစ်ခဲ့ဘူးလားလိမ့်ပြီချောမောလှပတဲ့လူတွေ့ရင်လည်းငါလည်းဒီလိုချောခဲ့တာပဲလို့အဲ့ဒါဘဝတန်တရားဆိုတာဒီလိုပဲမြတ်စွာဘုရားကတန်တရားကြီးဆိုတာညီငွေဖို့ကောင်းတယ်လို့မခံစားဘူးတာဆိုတာအမတမှရှားနေပြီပေါ့သို့တော့ဘဝတဏှာဆိုတာစံငံရေတောက်တာလို့ပဲတောက်ပြီးရင်တောက်ချင်းရင်တောက်ပြီးရင်တောက်ချင်းရင်အငတ်မပြေဘူးပေါ့အေးဒါကြောင့်မို့လို့အခုဒီအမျိုးသမီးလေးရဲ့ဘဝကိုပဲကြည့်ပြမပြေမှာတဝင်းဝင်းဖြစ်ပြီးတော့ပြမကတော့တန်းပြီးတော့ဝက်မဖြစ်ဘူးဆိုတာတော့မှတ်ထားဖို့လိုအပ်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့သူကုသကံကပထမကြီးတယ်သမထကုသကံဆိုတာစွမ်းအားထက်တယ်။ဒါကြောင့်ပြမပြေကတန်းပြီးတော့တရိษံလည်းမဖြစ်ဘူးငရဲလည်းမကြဘူးပယ်လေးဖို့မရောက်နိုင်ဘူး။ကြားထဲမှာလူဖြစ်စေနတ်ဖြစ်စေဘဝတစ်ခုခြားပြီးမှသာတယ်သူကတရိษံတို့ပြိတ္တာတို့အသူရကယ်တို့ငရဲတို့ဆိုတာရောက်တယ်လို့အရှိန်ကအမတန်မှကောင်းတယ်ကုသိုလ်ရဲ့အရှိန်ဟောအဲ့ဒီလိုဝမ်းမလေးဖြစ်တဲ့အချိန်ကြတော့မြတ်စွာဘုရားကအာနန္ဒာခြိစံဒီဝမ်းမလေးဟာဘဝတွေလှမ်းပြီးတော့ကြည့်လိုက်မယ်ဆိုရင်သူဟာပြမပြေကရောက်ခဲ့ဘူးတဲ့အရာဖြစ်တယ်ပေါ့ရောက်ခဲ့ဘူးသူဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားခုနတရားကိုဟောတာအေးဘဝတဏှာရှိနေသေးလို့ရှင်နှိမ့်တုံမြင့်တုံတန်တရားကြီးထဲမှာဒီလိုပဲကျင့်လေကြရမှာပဲဇမားဖြစ်လိုက်အောက်တန်းကြားလိုက်တရိษံဖြစ်လိုက်ငရဲရောက်လိုက်တဲ့တန်တရားထဲမှာစုံကြီးဆန်းကြီးအတိမကျဒီလိုပဲခံစားနေကြရမှာလို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့ဒီဝက်မလေးဟာနောက်ကြတဲ့အခါသူ့ဘဝဇလန်းလေးတွေကိုနောက်ဆုံးမှသူကိုယ်တိုင်ပြန်ပြီးတော့ထုတ်ဖော်တဲ့အဆင့်ရောက်လာတန်တရားကိုဒီလိုလဲသွားပြီးတော့ရသော်ဘုရားသခင်ကိုရောမြတ်ကလည်း45ဝါတက်တော်80ပြည့်တဲ့အခါပြိဋိဘံဆံသွားတယ်သူလည်းတန်တရားဆက်ပြီးတော့လဲသွားတယ်ပေါ့သို့တော့သူဟာဘယ်ဘဝမှာသွားအဆုံးသတ်တယ်လဲလို့ဆိုလို့ရှိရင်သီရိလင်္ကာနိုင်ငံဒီကနေ့ခေါ်တယ်သီရိလင်္ကာနိုင်ငံလင်္ကာဒီပလို့ခေါ်တယ်တီဟိုကျွန်းမှာဘိက္ခုနီမှာဖြစ်တယ်အဲ့ဒီဘိက္ခုနီမှာဖြစ်တဲ့အချိန်မှာသူဇလံသူပြန်ပြောတာ
မြတ်စွာဘုရားနဲ့တွေးပြီးတော့ဝက်မလေးကနေပြီးသူဘယ်ဖြစ်သွားတယ်ဆိုတာကိုပြန်ပြောတယ်အဲ့ဒီဝက်မလေးကဘယ်လိုသေးတယ်ဆိုတာတော့မှတ်တမ်းမရှိဘူးသို့တော့ဖြစ်ဖို့ရများတာတော့ဒီဝက်မကတော့ဟင်းအိုးတဲ့ရောက်တာလည်းဖြစ်ကောင်းဖြစ်လိမ့်နော်များတယ်ပေါ့ဟင်းအိုးတဲ့ရောက်ဖို့အဲ့ဒီဝက်မဘဝကသေဆုံးသွားတဲ့အခါသူဘယ်မှာသွားဖြစ်တုံးဆိုကံရဲ့အရှိန်ပဲတော့ဒါတွေကဘဝတဏရဲ့ဥဆောင်မှုကံရဲ့အရှိန်သူလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံရဲ့ယထာကမ္မံကတော်လို့ဆိုတဲ့အတိုင်းကံအားလျော်ဆိုတာလူတွေဟာသွားလာနေကြတန်တရားထဲမှာလဲနေကြသူဘယ်ရောက်တော့ဆိုသူ့နာဘူမိဆိုတဲ့အရာမှာအဲ့ဒီသူ့နာဘူမိနိုင်ငံကမင်းသမီးသွားဖြစ်ပြန်ကြည့်ဝက်မကအဲ့ဒီရောက်တော့ပြန်ပြီနော်ဝက်ဖြစ်တုန်းကတော့အဲ့ဒါမစင်တုံးနေစားအခုတခါမင်းသမီးဖြစ်တော့စိန်တွဲလဲနဲ့ပေါ့နော်စိန်တွဲလဲရွှေတွဲလဲနဲ့နေပြန်ပြီနန်းတော်ဝရောက်တော့ပြန်ပြီအတရားထဲမှာအဲ့ဒါလိုပဲသူ့နာဘုံပြီးဆိုတာဘယ်မှာလဲလို့ပြောလို့ရှိရင်ဓမ္မလူမျိုးတွေကတော့သူ့နာဘုံပြီးဆိုတာတထုံပဲလို့ဒီလိုယူဆတယ်ဒီနာတချို့ပုဂ္ဂိုလ်တွေအိန္ဒိယဒီထိုင်းတို့ဘာတော့ကလည်းသူ့နာဘုံပြီးဆိုတာသူတို့နိုင်ငံခုကြားဖို့ကြလိမ့်မယ်သူ့နာဘုံပြီးဆိုရင်လေစိတ်ကြီးတည်ထားတာလေအဲ့တော့သူ့နာဘုံပြီးဆိုတာဘယ်နေရာလဲလို့ location သတ်မှတ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့အမျိုးမျိုးပြောပြီးတော့နေကြတယ်ပေါ့သို့တော်လည်းအိန္ဒိယနိုင်ငံရဲ့အရှေ့ဘက်မှာရှိတဲ့မြန်မာတို့ထိုင်းတို့ဒီနားတဝိုက်သူ့နာဘုံပြီးဖြစ်နေဖြစ်တာတော့သေချာဘာလို့လဲဆိုတော့အိန္ဒိယနိုင်ငံဩရိတပြည်နယ်ကနေရှစ်တဲ့ကြည့်လိုက်လို့ရှိရင်ဒီမော်လမြိုင်တို့ဘာလို့နေရာမှာတော့ချဒါကြောင့်မလို့ဘုန်းကြီးတို့ပြည်ဆရာထေရဝါဒဘုရားသာသနာပြုတက္ကသိုလ်မှာရှင်သောနာတို့ရှင်ဥဒ္ဒရတို့သာသနာပြုရောက်တဲ့သူ့အနာပုံပြီးဘယ်မှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့သူတေသနာကြံပြုခိုင်းထားတာရှိတယ်ကြံပြုခိုင်းထားတယ်သူ့အနာပုံပြီးကဒီရှေ့တောင်အာရှကနိုင်ငံတွေထဲမှာထိုင်းကလည်းသူ့အနာပုံပြီးကသူ့နယ်မြေထဲမှာရှိတယ်ပေါ့ဗမာလည်းသူ့အနာပုံပြီးဟာတထုံပဲလို့ဆိုတာဘယ်ဟာကပို့ပြီးတော့အသိဉာဏ်တည်ရှိတယ်သမိုင်းထောက်ထားတယ်ဘယ်ဟာရှိတယ်ဆိုတာဟုတ်အဲ့ research ဒီသူတေသနာစာအုပ်ထွက်လာရင်တော့အတိအကျသိရမှာပဲဒါအဲ့ဒီသူ့အနာပုံမိမှာလာပြီးတော့သူကမင်းသမီးဖြစ်ပြန်တယ်အဲ့ဒီမင်းသမီးဘဝကတည်တဲ့အခါဘယ်ရောက်တော့ပြန်လို့ဆိုအိန္ဒိယပြန်ရောက်တော့ပြန်တယ်ဗာရဏသီကိုပြန်ရောက်တော့ပြန်ဗာရဏသီကဟိုရှိတော့လည်းဗာရဏသီပဲအခုလည်းဗာရဏသီပဲအဲ့ဒီဗာရဏသီကိုပြန်ရောက်သွားပြီးတော့လူဖြစ်ဗာရဏသီကနေဘယ်ရောက်သွားပြန်လို့ဆိုသုပ္ပါရကဆိုသင်္မောစိတ်ရွာသင်္မောစိတ်နားမှာရှိတဲ့မြို့လေးကိုရောက်သွားအဲ့ဒီသုပ္ပါရကသင်္မောစိတ်ကမြင်းကုံတီရဲ့အိမ်မှာတပီးသွားဖြစ်တယ်အဲ့ဒီကတည်တဲ့အခါကျတော့သူဘယ်ရောက်သွားပြန်လို့ဆိုကာဝီရဆိုတဲ့စိတ်ကဒါအိန္ဒိယနိုင်ငံကစိတ်ကမ်းနေပဲကာဝီရဆိုတဲ့စိတ်ကမ်းကြောင့်လှေတကြီးရဲ့သမီးသွားဖြစ်ပြန်နော်သူ့ဘဝဇာလန်းနေဒါတော့လူဘဝတွေကြီးပဲသူဆက်ဖြစ်နေအဲ့ဒီကနေပြီးတော့တည်သွားတဲ့အခါဘယ်ရောက်သွားပြန်လို့ဆိုခုနကလင်္ကာတိပတီဟိုချောင်းမှာအနုရာဓပူရမြို့ဆိုတာရှိတယ်အဲ့ဒီအနုရာဓပူရမြို့မင်းဆိုရာစာအိမ်မှာသွားပြီးတော့တပီးဖြစ်ပြန်အဲ့ဒီကတည်တဲ့အခါကျတော့တီဟိုချောင်းမှာပဲသူဆက်ဖြစ်ပြန်တယ်အနုရာဓပူရမြို့ရဲ့တောင်ထဲမှာတောင်အရပ်ဘက်မှာရှိတယ်ဘောက်ကန္တဆိုတဲ့ရွာကြီးတရွာမှာရှိတယ်အဲ့ဒီဘောက်ကန္တရွာကသူမနာဆိုတဲ့တကြွယ်တယောက်ရဲ့အိမ်မှာသွားပြီးတော့တပီးသွားဖြစ်တယ်သူ့ကိုလည်းပဲမဲသူမနာလို့ပဲခေါ်တယ်နော်ဗမာပြည်မှာမဲသူမနာဆိုတာဇာလန်းတွေထုတ်ပြီးတော့
ဆိုကြငိုကြတဲ့မေသုမနာလားတော့မသိဘူးပေါ့နော်အဲ့ဒီမှာဘောက်ကန္တရွာကသူမနာဆိုတဲ့သူတို့သမီးသွားဖြစ်တော့အဲ့ဒီရွာကဘောက်ကန္တရွာကြီးရွာရှိတဲ့အခါမှာသူ့ဖေကဘယ်ကိုပြောင်းသွားတော့ဆိုဒီကဝါပိတိုင်းနော်မဟာမုနိဆိုတဲ့ရွာကိုပြောင်းပြီးတော့နေတယ်အဲမဟာမုနိရွာကိုပြောင်းပြီးတော့နေတဲ့အခါကျတော့ဒုဋ္ဌဂမဏိမင်းကြီးရဲ့အမတ်ဒုဋ္ဌဂမဏိတို့ဘာလို့ဆိုတာကတီဟိုနိုင်ငံကနာမည်ကျော်တဲ့ဒီဘုရားသာသနာကိုပြန်ပြီးတော့တီဟိုနိုင်ငံမှာစီပင်အောင်လုပ်ခဲ့တဲ့ဘုရင်ကြီးပေါ့အဲ့ဒီဒုဋ္ဌဂမဏိအမတ်ကြီးရဲ့အတိမ်ပရဆိုတဲ့အမတ်ကြီးနဲ့တွေ့ပြီးတော့အမတ်ကြီးကသူ့ကိုလက်ထပ်ယူတယ်သူမနာဆိုတဲ့တထေသမီးတကြွသမီးကိုလက်ထပ်ယူပြီးတော့သူမဟာပုံနာရွာကိုသွားပြီးတော့နေကြထိုင်ကြတယ်အမတ်ကတော့ဖြစ်သွားတယ်အမတ်ကြီးကတော့ဖြစ်သွားပြီးတဲ့အခါမှာကောတိပပ္ပတဆိုတဲ့ထေသမှာရှိတဲ့ကျောင်းတိုက်ကြီးတစ်ခုခုသီယိုနိုင်ငံမှာဒီနေရာတွေကဂရိတ်ထီအောင်ရှိသေးတယ်သီယိုကျွန်းမှာအခုစာပေမှာမှတ်တမ်းတင်ထားတဲ့နေရာတွေပုရဏရာဇမဟာဝိဟာရဆိုတဲ့နေရာတွေတော်တော်များများသီဟိုကဂရိတ်ထီရှိတယ်တက္ကရာတွေကဝတ္ထုဇလန်းတွေဟာတော်တော်များများရှိတယ်ဥထေးလိုင်တို့ရေးထားတဲ့သီဟိုစံတော်ဝင်အရိယာများပုဂ္ဂိုလ်တွေတဲ့ဒီထဲမှာတော်တော်များများအထက်ကရာရဲ့မှတ်တမ်းတွေကိုရေးသွားတာရှိတယ်ပေါ့ညမာတို့ရေးထားတာရှိတယ်အဲ့ဒီမှာမဟာပုံနာရွာရောက်တော့ကောတိပပ္ပတဆိုတဲ့ရွာနာကမဟာဝိဟာရဆိုတဲ့ကျောင်းတိုက်ကြီးမှာဒီဘာဖြစ်တယ်လို့ဆိုအဲ့ဒီကျောင်းတိုက်ကြီးမှာသတင်းသုံးနေထိုင်တဲ့မဟာအနုရုဒ္ဓဆိုတဲ့အထီးအဲ့ဒီရွာထဲမှာဆွမ်းခံတဲ့အခါကျတော့အဲ့ဒီအမတ်ကတော်သူ့မနာကိုတွေ့တဲ့အခါကျအဲ့ဒီပထေမြတ်ကြီးကလည်းအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ဆိုတော့ဒီအမတ်ကတော်ဘယ်လာတာတော့လို့သူကြည့်လိုက်တဲ့အခါကျတော့ဝတ်မဘဝထီအောင်သူကတွေ့သွားတဲ့အခါကျတော့ချီစမ်းကိုတော်တို့လည်းဝတ်မလေးကဒီလာပြီးအမတ်ကတော်ဖြစ်နေပြန်အဲ့လိုပြောလိုက်တာကိုတော်တို့ကြည်စမ်းမှာအံ့ဩစရာကောင်းလိုက်တာရာဇဂျိုကဝတ်မလေးကဒီလာပြီးတော့အမတ်ကတော်ကြီးဖြစ်နေပြန်ဘုန်းကြီးတို့ရဲ့ဘဝတွေလည်းပဲဒီလိုနေမှာပဲเนาะဒီလိုပဲနေမှာပဲကိုသိထင်ကြည့်လို့မရဘူးเนาะဟောကြည့်ဝတ်မကကြည်စမ်းအမတ်ကတော်ကြီးလာလုံနေပြန်ပြီနဲ့ဆိုပြီးတော့ပြောတာကိုသူကြားသွားတဲ့အခါကျတော့အဲ့ဒီကြားတဲ့စကားကိုသူစိတ်ထဲမှာထိတ်ခနဲ့ဖြစ်သွားပြီးတော့သူ့ရဲ့ဘဝဇလန်းတွေဟာပြန်ပြီးတော့မှတ်ရလာဇာတိတ္တရဉာဏ်လို့ခေါ်တယ်အဘိညာဉ်ရလို့သိတာကတစ်မျိုးဇာတိတ္တရဉာဏ်ရလို့သိတာကတစ်မျိုးဘဝကိုမှတ်မိတဲ့အသိဉာဏ်တစ်ခုကပေါ်လာတတ်တယ်ပေါ့ဘဝကိုပြန်ပြီးတော့မှတ်မိတတ်တယ်ဘုန်းကြီးတို့ကျောင်းမှာဥစဉ်တစ်ပါးအခုကနေ့ထိရှိတယ်အဲ့ဒီဥစဉ်မှာခေါင်းမှာအနေရွတ်တွေတွေ့တော့ဘုန်းကြီးမေးတယ်မင်းခေါင်းကအနေရွတ်တွေကဘယ်သူကရိုက်သွားတော့လို့ဆိုမွေးရပါတဲ့ဘယ်လိုလုပ်တာတော့ဘယ်လိုမွေးရပါတာတော့လို့ဆိုကိုဘွားတော့ကသူကတန်ငါဖြစ်ခဲ့တယ်တန်ငါထဲမှာနေတာညကြတော့ဓမြလာတိုက်ပြီးသူ့ခေါင်းရိုက်ပြီးတတ်သွားတာအဲ့ဒီအနေရွတ်တွေကဒီဘွားထီအောင်လာနေဒါသူမှတ်မိတယ်ပြနော်ကိုရင်တပါးကတော့သူကသုံးဘဝမှတ်မိတယ်တဲ့သူလူဘဝတော့ကငှက်ကလေးတွေကိုလိုက်တတ်တယ်မုတ်ဆိုးဖြစ်တယ်ဒီတဲ့ခါကျသူငယ်ရဲ့ရောက်သွားတယ်ငယ်ရဲ့ရောက်တဲ့ခါကျတော့ခွေးနဲ့ကြီးတွေကလိုက်တော့လက်ပတ်မင်းပေါ်တက်ပြေတော့လက်ပတ်စူးကြီးတွေကသူ့စူးတာတဲ့အဲ့ဒါတွေကိုသူပြောပြနောက်ဆုံးအဲ့ဒီငယ်ရဲ့ဘဝလွတ်တဲ့အခါကျတော့အခုလူလာဖြစ်ပြီးတော့ကိုရင်ဝတ်တယ်အဲ့ဒါလို့မှတ်မိတဲ့ပုံကိုယ်တွေလည်းရှိတာတန်တရားထဲမှာမှတ်မိတဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒါလို့ဇာတိတ္တရဉာဏ်ရတယ်သူကဝက်မကချီစံအံ့ဩစရာကောင်းတာအမတ်ကတော်ကြီးလာဖြစ်တယ်ဆိုတဲ့သတင်းကိုကြားလိုက်တဲ့အခါကျတော့သူ့ဘဝတွေဟာသူတန်းစီပြီးတော့ပေါ်လာတော့သူတန်ဝေကဖြစ်တော့အမတ်ကြီးကိုသွားပြီးတော့ခွင့်တောင်းပြီးတော့ဘိက္ခုနီမလောက်တယ်ပေါ့
အဲ့ဒီဘိက္ခုနီမဘဝမှာတရားကျင့်တော့တိတ်တမဟာဝိဟာရလို့ဆိုတဲ့ကျောင်းတိုက်မှာမဟာသတိပဋ္ဌာန်သုတ်ကိုဟောတယ်တပါးဂတိကဆရာကမဟာသတိပဋ္ဌာန်သုတ်ကိုသူနာရင်မဟာသတိပဋ္ဌာန်သုတ်ကိုလာတဲ့အတိုင်းနှလုံးသွင်းဆင်ခြင်ပြီးတော့သောတာပန်ဖြစ်သွားတယ်အဲ့ဒီကနေပြီးနောက်ဒီဟိုကျွန်းမှာလည်းပဲနှစ်ပေါင်းကြာရှိအောင်စစ်ပွဲကြီးဖြစ်စစ်ပွဲရပါတော့ဆိုဒီဟိုတွေနဲ့ဓမိလဆိုတဲ့ခြေကလာတွေခုခေတ်ဆိုဓမိလဆိုတာဓမီပေါ့နော်ဓမီနဲ့ဒီဟိုတွေနဲ့တိုက်ပွဲအမတ္တမရှိကြခဲ့တယ်ဒုဋ္ဌဂามဏိမင်းတို့အခုမြတ်မောခေတ်မှာလည်းပဲတော့ရှိကြတယ်ဘုန်းကြီးတို့ဒီဟိုကျော်ရောက်သွားတာ1989ခုနှစ်ရောက်သွား1989နှစ်ရောက်တော့1980နှစ်ကစပြီးတော့တီဟိုနဲ့တမီလူမျိုးတွေပြိပက္ခဖြစ်ဘုန်းကြီးတို့ရောက်သွားတဲ့အချိန်ကအဆိုးဆုံးအချိန်ဖြစ်နေ့စဉ်နဲ့ညဘုံခွဲတာရောနော်တိုက်ပွဲတွေရောလူတတ်တာတွေရောအဗဓမ္မဆိုးွားတဲ့အချိန်တိုင်းအဲ့ဒီရောက်သွားအားလုံးသတင်းစာဖတ်တဲ့ပုဂ္ဂိုလ်တွေတွေ့ကြလိမ့်မယ်မကြခင်ကမှတီဟိုကဒီတမီနဲ့တီဟိုစစ်ပွဲဟာဆုံးသက်သွားတယ်နှစ်ပေါင်းအစိတ်လောက်ထိအောင်တိုက်ပွဲတွေကြီးကျယ်ဖြစ်ခဲ့တာပြည်တွင်းစစ်ပေါ့နော်အဲ့ဒါလိုဖြစ်ခဲ့တာအခုတော့ငြိမ်းချမ်းရေးရသွားပြီလို့ပြောမယ်သို့တော့ငြိမ်းချမ်းရေးရသွားတာတစ်ဖက်ကရှုံးလို့ငြိမ်းချမ်းရေးရတာထာဝရငြိမ်းချမ်းရေးတော့မဟုတ်နိုင်သေးဘူးနော်အားရှိလိုက်ပြန်ထအောင်ပါပဲအဲ့တော့အဲ့ဒီမှာပါဠိစာပေမှာဓမိလလို့ခေါ်တယ်အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ပြည်နယ်ကြီးတစ်ခုကတမီနာဒူးလို့ခေါ်တယ်တမီနာဒူးပြည်နယ်ကလူမျိုးတွေကိုဓမိလလို့ခေါ်တယ်ရှေးတုန်းကစောလတိုင်းလို့လည်းရေးတယ်သူတို့အတန်တွေနဲ့ကြတော့ကြောလစောလတိုင်းအဲ့ဒီဓမိလလူမျိုးတွေစစ်ပွဲကြီးပြီးဆုံးတဲ့အခါမှာအဲ့ဒီဘိက္ခုနီမလေးဟာသူ့ဇာတိဖြစ်တဲ့ဘောဂန္တရွာကိုပြန်ပြီးတော့နေထိုင်တာအဲ့ဒီမှာနေရင်းနဲ့ကံလမဟာဝိဟာရလို့ခေါ်တဲ့ကျောင်းတိုက်ကြီးမှာတရားသွားနာအဲ့ဒီကျောင်းတိုက်ကြီးမှာဗာတရားသူနာလဲရတော့ဆိုအာတိဝီသောပမသုတ်တံဆိုတော့သူနာလဲရဝေကြီးလေးကောင်နဲ့ဥပမာပေးပြီးတော့ဟောတဲ့တော့ဘုန်းကြီးတို့ဟောထားတဲ့ကိုယ်ဘက်ကန်းကငြိမ်းချမ်းတယ်ဆိုတဲ့အာတိဝိသောပမသုတ်ပဲအဲ့ဒီအာတိဝိသောပမသုတ်ဆိုတာဝိပဿနာကျင့်စဉ်တစ်ခုဒုက္ခလက္ခဏာရှုထောင့်ကနေပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုမြတ်စွာဘုရားဟောကြားထားတဲ့သုတ်တံတစ်ခုဖြစ်တယ်အဲ့ဒီသုတ်တံကိုနာရင်ကနေပြီးတော့သူဟာယဟနာဖြစ်သွားတယ်ဆိုဝက်မလေးဘဝဟာ12ဘဝပြန်ပြီးတော့တဘဝပြီးတဘဝတဘဝပြီးတဘဝစာထဲမှာတော့73ဘဝလို့ဆိုတယ်တဘဝကတွက်လို့မရဘူးဖြစ်တယ်အဲ့တော့12ဘဝပဲတွေ့ရတယ်အဲ့ဒီ12ဘဝပြန်ပြောင်းပြပြီးတော့နောက်ဆုံးမှာအခုသီရိလင်္ကာနိုင်ငံတီဟိုကျွန်းကဘောဂန္တရွာမှာပဲအာတိဝိသောပမသုတ်တံကိုကြားနာရင်ကနေသူကယဟနာဖြစ်သွားပြီလုံးဝတန်တရားကလွတ်သွားဘာကြောင့်တန်တရားကလွတ်သွားတာလဲဆိုဘဝတဏှာကိုသူအဆုံးသတ်လိုက်နိုင်တယ်ပေါ့ဘဝတဏှာရှိနေသေးသမျှတော့ဝက်ဘဝရောက်လိုက်ကြက်ဘဝရောက်လိုက်ငရဲရောက်လိုက်လူပြေဖြစ်လိုက်တဲ့တန်တရားထဲမှာဒီလိုလဲနေကြအောင်ပါပဲဒါကြောင့်မို့ဘဝတဏှာနဲ့တန်တရားဆိုတဲ့ဒီတရားကိုကြားနာပြီးတို့တွေတန်တရားလဲနေရတာဘဝတဏှာကြောင့်လဲနေကြရတာဘဝတဏှာကိုမဖယ်ရှားနိုင်သေးသမျှတို့တွေတန်တရားလဲကြရအောင်မှာဖြစ်တယ်အဲ့ဒီဘဝတဏှာဆိုတဲ့တန်တရားထဲမှာပျော်ရွှင်မှုကျင့်တတ်မှုမျက်စိကမြင်တဲ့အာယုံပေါ်မှာကျင့်တတ်နေမှုနားကကြားတဲ့အသံပေါ်မှာကျင့်တတ်တွေ့တာနေမှုနှာခေါင်းနဲ့နမ်းရှူရတဲ့အနတ်လျှာနဲ့လဲရတဲ့အရာသာခန္ဓာကိုယ်ကထိတွေ့ရတဲ့အထိတွေ့စိတ်ကူးစိတ်တန်းနဲ့ပါပေါ်လာတဲ့အာယုန်တွေပေါ်မှာတွေ့တာမှုဆိုတဲ့တဏှာတွေအာရမဏနုတ္တယအာယုန်ပေါ်မှာတွေ့တာရတဲ့အနုတ္တယတွေတဏှာအနုတ္တယတွေရှိနေသေးသမျှ
ဘုန်းကြီးတို့တွေဘဝတန်တရားထဲမှာခုလိုလဲနေကြရအောင်ပါဒါကြောင့်မို့အဲ့ဒီတဏှာကိုတွေးဖို့ရအတွက်တမာဒိဋ္ဌိဆိုတဲ့ဝိပဿနာဉာဏ်ကိုထူထောင်ကြရမှာဖြစ်တယ်တမာဒိဋ္ဌိဉာဏ်ကိုထူထောင်ပြီးတဲ့အခါကျလို့ရှိရင်တဏှာရဲ့တယုတ်အသင်္တရံတွေကိုမှန်မှန်ကန်ကန်တွေးရှိနားလည်လာပြီးထိုတဏှာကိုဖယ်ရှားပြစ်နိုင်တဲ့ဝိပဿနာဉာဏ်အစဉ်စဉ်တက်လာလို့အောင်မြင်စွာရရှိသွားတဲ့မဉ္ဇဉ်ဖို့ဉာဏ်ကိုရပြီဆိုတဲ့အခါမှာတဏှာဟာနောက်ဆုံးပိတ်မှာအမြစ်ပံပြတ်ပြီးတော့အဆုံးသတ်သွားမှာဖြစ်ပါတယ်။တစ်ပင်ကြီးတစ်ပင်အမြစ်ကိုတူးပစ်လိုက်ရင်ထိုတစ်ပင်ကြီးကဘယ်တော့မှပြန်ပြီးတော့အတက်မထွက်တော့သလိုပဲ။ဘုန်းကြီးတို့ရဲ့ဘဝဟာလည်းပဲဘဝတဏှာဆိုတဲ့အမြစ်ကိုဖယ်ရှားပစ်လိုက်နိုင်လို့ရှိရင်ဘဝထဲမှာစမ်းကြီးစုံကြီးဆန်းကြီးဆိုတဲ့ဘဝတန်တရားရဲ့ဒုက္ခတွေကိုဖယ်ရှားပစ်နိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့တို့တွေတန်တရားကလွတ်ဖို့အတွက်ဘဝတဏှာကိုဖယ်ရှားကြရမှာပဲလို့ဘဝတဏှာကိုဖယ်ရှားနိုင်အောင်အမှန်မြင်အောင်ဝိပဿနာကျင့်စဉ်တစ်ခုဖြင့်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုကဲမေတ္တာပို့ရအောင်တတ္တဝါများစွာတတ္တဝါများစွာဘေးရန်กว่าဘေးရန်กว่าချမ်းသာကြပါစေချမ်းသာကြပါစေတတ္တဝါများစွာတတ္တဝါများစွာဘေးရန်กว่าဘေးရန်กว่าချမ်းသာကြပါစေချမ်းသာကြပါစေမေတ္တာရေချမ်းမေတ္တာရေချမ်းသုံးငါဖြံသုံးငါဖြံငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းမေတ္တာရေချမ်းသုံးငါဖြံသုံးငါဖြံငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာသက်ရှိချမ်းသာစိတ်ချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာသက်ရှိချမ်းသာစိတ်ချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာစရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောင်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဟတာပင်ကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟောလူစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်ထသောတိတိဘဝကိလေသာဟုပုခတ်သိင်ကင်းကြီးရာအစိဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤပြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင့်၍မနစ်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်တည်းသာဓုသာ